ဒီဗီဒီယိုမှာတော့ကျွန်တော် wireless ကို disable enable လုပ်တာ command နဲ့လုပ်တာကိုပြောပြသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကမြည်သည့်အချိန်မဆို command ကိုသုံးပြီးတော့ဘယ် Linux distribution မှာမဆိုဒီနည်းလမ်းနဲ့Wi-Fi တွေ wireless adapter တွေကို disable enable လုပ်လို့ရတယ်ကျွန်တော်တို့ wireless မှာဆိုလို့ရှိရင်သူက wireless လို့မခေါ်ဘူးကျွန်တော် Linux မှာ radio လို့ခေါ်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ nmcli ဆိုတဲ့ command နဲ့ပေါ့နော်ကျွန်တော်ဒီမှာ wireless ကိုကြည့်တဲ့အခါမှာကျွန်တော်ရဲ့ Wi-Fi ကဘာဖြစ်နေလဲဆိုလို့ရှိရင်disable ဖြစ်နေတာကိုတွေ့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ icon ကိုပိတ်ထားသလိုပဲပေါ့နော်ဒီမှာတော့ wireless ကိုပိတ်ထားတယ်ပေါ့အဲ့ကောင်ကိုကျွန်တော် enable လုပ်မယ်ဆိုလို့ရှိရင် on ဆိုပြီးတော့သုံးလို့ရတယ်အကယ်၍များ Wi-Fi ကိုပြန်ပြီးပိတ်ချင်တယ်ဆိုလို့ရှိရင်တော့ off ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးပိတ်လို့ရတယ်ကျွန်တော်ကတော့ on ပြလိုက်မယ်ပေါ့နော်အဲ့တော့ on ဆိုပြီးတော့ကြည့်လိုက်တဲ့အချိန်မှာပြီးရင်ကျွန်တော်တို့ Wi-Fi ကိုပြန်ပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာ enable ဖြစ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က wireless ကိုချိတ်ပြီးတော့အသုံးပြုနိုင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်